ဒီနေ့ကတော့နားပေါ်ပဲယူနုနေရာလေးကိုဖောက်ပေးမှဖြစ်ပါတယ်။အရင်ဆုံး point ထောက်လိုက်ပါမယ်။သွေးကြောလုံးလက်ကိုတခြားလေးကိုကြည့်လိုက်ပါတယ်။နားအယူနုနေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဖောက်တဲ့ချိန်မှာနည်းနည်းလေးတော့နာကျင်မှုရှိပါတယ်။ဒါပေမဲ့ဒီနေ့ဖောက်တဲ့အချိန်ကတော့လုံးဝမနာဘူးပြောပါတယ်။ယုံလားမယုံလို့ရှိရင်ဗီဒီယိုဆုံးကြည့်လိုက်ပါ။ Okay ပြီးသားပြီဆိုတော့ကျမတို့ point ထောက်တဲ့နေရာလေးကိုရက်ပြန်လေးနဲ့တန်းရှင်းရေးဆုံးလုပ်ပါမယ်။ပြီးတော့ကျမတို့စဖောက်ပါပြီ။ Okay အသက်လေးကိုရှူသွင်းလိုက်ပါမယ်။ 1 2 3ပြီးတော့ပါပြီတလေးကိုရှူထုတ်လိုက်ပါ။ Okay အဲ့ချိန်မှာကျမအဲ့တွေကိုမေးလိုက်ပါတယ်အဆင်ပြေလားနာလားနာကျမ level ဘလောက် No ခေါင်းခါလိုက်ပါတယ်ယူတို့အားလုံးမြင်တယ်မဟုတ်လားသူလုံးဝမနာပါဘူးတဲ့နော်ပြီးတော့ပါပြီပြီးလို့ရှိရင်ကျမတို့ငကကလေးတက်မှာပေါ့နော်နာအယုံနုနေရဖြစ်တဲ့အတွက်ကြောင့်မလို့နည်းငယ်တော့နာကျင်မှုခံစားရမှာပေါ့နော်တယောက်နဲ့တယောက်ကခဏရေးမတူတဲ့အတွက်ကြောင့်မလို့ပုံသေးရောမှတ်ထားလို့မရပါဘူးရှင့် Okay ပြည့်စင်လုပ်ပြီးတဲ့အချိန်မှာကျမတို့ after gap လို့လုပ်ရမလဲဘယ်နေရာပဲဖောက်ဖောက်တူတူပါပဲ slide solution လို့ခေါ်တဲ့စားရည်လေးနဲ့တနေ့နဲ့ကြိတ်တန်းရှင်းလုပ်ပြီးဖြစ်လုံလောက်ပါတယ်ကျမတို့ဆိုင်မှာကပို့သက်ထားတဲ့ပစ္စည်းတစ်ခါတော့အပဲအသုံးပြုပေးတာဖြစ်ပါတယ် experience ရှိတဲ့ဖျားစားကိုယ်တိုင်ကဖောက်ပေးတာဖြစ်တဲ့ကြောင့်မလို့လုံးဝဆိုရင်စရာမရှိပါဘူးရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် bye bye